ကဲ seafood buffet လေးသွားစားပါမယ်။ဘယ်မှာသွားစားရဲဆိုတာလေးကိုလည်းလိုက်ကြည့်ပေးအောင်နော်။ရန်ကုန်မြို့ရဲ့ seafood buffet ကောင်းဆုံးနေရာတွေကတစ်ခုဖြစ်တဲ့ Sirona Hotel ရဲ့ seafood buffet လေးကို join ခဲ့တာဖြစ်ပါတယ်။ရုံးအပြန်ပိုက်စားခြင်းဆိုတော့မြင်မြင်လေးသွားလိုက်မယ်နော်။ကဲ buffet စားရမယ့်နေရာရဲ့အဝင်ဝလေးကိုရောက်ပါပြီ။ဘူဖေးစားမယ့်အချိန်လေးကညနေ6နာရီကနေပြီးတော့9နာရီမှပြီးဆုံးမှာဖြစ်ပါတယ်။6နာရီမထိုးသေးဘူးဆိုတော့လူတွေကတော့တိတ်မရှိနေသေးပါဘူး။ကောင်တာတစ်ခုချင်းစီကိုခေါ်သွားပေးမယ်နော်။ကဲ seafood တွေအရွက်တွေနဲ့အပြုတ်ကြိုက်သူတွေအတွက်ခေါက်ဆွဲကြာဆန်ပြုတ်လုပ်ပေးတဲ့ကောင်တာနေရာကနေပဲစားလိုက်ပါမယ်နော်။ညာလေးမှာကိုစိတ်ကြိုက်အသီးရွက်တွေကိုရွေးပြီးတော့စပူမှုတွေကိုကိုကြိုက်နှစ်သက်တဲ့အရာဓာတ်တွေကိုပြုတ်ခိုင်းလို့ရပါတယ်။ကဲကိုစားနိုင်တဲ့လောက်အသားငါးလေးတွေရွေးပြီးတော့กินခိုင်းပါမယ်ဒါကတော့အရသာမျိုးစုံဆက်ပြီးတော့တုပ်စားလို့ရမယ် dressing နဲ့ sauce တွေရှိရဲ့အသီးရွက်ကောင်းတာလေးပါကတော့ကျမအကြိုက်ဆုံးကောင်တာလေးပါဆယ်မွန်နီပါဆယ်မွန်နီနဲ့ရေပွဲနောက်ပြီးတော့ကမာပါကမာကလေအရင်ကလက်ဆက်ပြီးတော့တကယ်စားနိုင်သူတွေအတွက်ဆိုရင်တော့တော်တော်လေးတန်လို့ပြောလို့ရမယ်ခုဆိုရင်တော့ကျမတကယ်ချင်းကကမာဘယ်လိုစားရလဲဆိုတာကိုတရုပ်ဖော်ပြသပေးတော့မှာဖြစ်ပါတယ်အများကြီးလေးညှစ်ထည့်ပါတယ်ပြီးတော့ပေးထားတဲ့စက်သွန်ကြော်လေးကိုထည့်ပါတယ်အဲ့တော့အညီနဲ့မရှိတော့ဘူးပေါ့နော်တများကြီးလေးညှစ်လိုက်တော့ပိုကျက်သွားတယ်ပြီးတော့သူ့ရဲ့ပင်လယ်သား sauce လေးကိုထည့်ပြီးတော့ရုံးမိလိုက်ပါတယ်မွေးလိုက်တဲ့အချိန်မှာအရသာတွေကလည်းဝင်သွားပြီပေါ့နော်ဟုတ်ပါပြီကဲအခုဆိုရင်တော့စားလို့ရပါပြီရှင်ပေါင်းထားရပြီပေါ့နော်အစုံလေးကနန်းတွေကိုပေါင်းထားတာသူကကင်းတဲ့နေရာမှာလိုမျိုးသွားဆောင်ကြမလို့လေနော်ပေါင်းထားတာဆိုတော့အသိယူစားလိုက်ရုံပဲအရင်အဆင်ပြေတယ်အရသာလည်းအရင်ရှိတယ်ချိုးနေရပဲဒါကတော့အချိုပွဲကောင်တာပါကျမအကြိုက်ဆုံး brownie cake အဲ့ဒါလေးကတော့ပြီးတော့မာချာဒါကတော့ cheese cake ပေါ့နော်ဒါလေးလည်းအရင်ကောင်းပါတယ်ကဲတော်တော်များများစားပြီးပြီဆိုတော့အချိုတဲဖို့အတွက်အချိုပွဲလေးရှိတဲ့နေရာကိုခေါ်တော့ပါအောင်မယ်နော်ဒီတွေကတော့ဖျဲသီးတမောသီးတခွားမွေးနဲ့နက်နက်သီးတွေပေါ့နော်စိုးပါအောင်စားလို့ကောင်းတယ်လက်ဆက်ဆက်နဲ့ချိုးလိုက်ရေခဲမုတ်ကောင်တာလေးရိုက်ပူတော့ပေးခဲ့တယ်ဒါပေမဲ့အခုစားနေတာကတော့ရေခဲမုတ်ဗနီလာနဲ့ချောကလက်ပေါ့နော်အယိုးလေး
စားပိတ်နေတဲ့ soup လေးတက်ခဲ့တာပါ seafood creamy soup ပေါ့နော်ကျမတို့တငယ်ချင်းအုပ်စုစားတာတောက်တာရင်များပြီးတော့ပြန်ကန်ဒီ toilet လေးတောင်ဝင်လိုက်ရသေး